စကားပြောစွမ်းရည်ကောင်းမွန်စေဖို့ဒီလန်းတွေကိုအသုံးပြုပါစကားဟာကြော့တုံးထက်လေးပြီးပန်းထက်လှပါတယ်ဒါပေမဲ့မပြောသေးရင်စကားကိုကျွန်တော်တို့ကထိန်းချုပ်ထားတယ်ပြောပြီးရင်စကားကကျွန်တော်တို့ကိုထိန်းချုပ်သွားတယ်နံပါတ်1အနေနဲ့အလေးကျင့်လုပ်ပါစကားပြောတဲ့ယုံကြည်မှုတိုးလာစေဖို့မိသားစုတငယ်ချင်းများနဲ့ပုံမှန်စကားပြောပါအတန်အနှိမ့်မြင့်အရွယ်စားကိုထိန်းညှိပါရှင်းလင်းပြီးတင့်တော်တဲ့အတန်အတိုးအကျယ်ဖြင့်ပြောဆိုပါနေမှန်မှန်ပြောပါအလုံးမြန်ရင်နားလည်ရခတ်ပြီးနှေးလို့ရင်လည်းစိတ်ပြက်စီနိုင်ပါတယ်နံပါတ်2ဆက်သွယ်ရေးစွမ်းရည်မြင့်တင်ခြင်းကိုဟန်မူရာမျက်လုံးညှစ်ဆုံပါကိုနေဟန်ထားဖြောက်မှတ်ပါလက်ဟန်ရှည်ဟန်ဖြင့်ပြောဆိုပါနားထောင်တတ်ရှင်အခြားသူများပြောတဲ့စကားကိုအာယုံစိုက်ပါသူတို့ရဲ့အကြံဉာဏ်များကိုတုတ်ပြန်ပါရိုးရှင်းတဲ့စကားလုံးများကိုအသုံးပြုပါအလွန်ချုပ်ထွေးတဲ့စကားလုံးများထက်နားလည်ရလွယ်ကူသောစကားများကိုရွေးချယ်ပါနံပါတ်3ယုံကြည်မှုတည်ဆောက်ခြင်းမိမိကိုယ်ယုံကြည်မှုရှိပါကိုယ်စကားကိုကိုယ်ယုံကြည်မှုရှိမှသူများလည်းယုံကြည်လာမယ်အမှားမှတင်ယူပါစကားပြောရမှာအမှားဖြစ်လျင်စိတ်မညစ်ဖဲပြန်လည်ပြင်ဆင်ပါယဉ်နီသောမျက်နှာအမူအရာဖြင့်ပြောဆိုပါကပုံမိုးဆွဲဆောင်မှုရှိပါတယ်နံပါတ်4စိတ်ဝင်စားဖွယ်အကြောင်းအရာများပြင်ဆင်ထားပါအကြောင်းအရာမျိုးမျိုးကိုဖတ်ပါသတင်းစာအုပ်ဂျာနယ်များဖတ်ရှင်းဖြင့်ဘူးတုဒတိုးစေပြီးစကားပြောရမှာအကြောင်းအရာများစွာထည့်ပြောနိုင်ပါတယ်နံပါတ်5စကားလုံးအသုံးအနှုန်းကျွမ်းကျင်အောင်လုပ်ပါအတူတူအဓိပ္ပာယ်ရှိတဲ့စကားလုံးများကိုလေ့လာပါဥပမာကောင်းတယ်ဆိုတဲ့စကားလုံးအစားအံ့ဩဖွယ်ပြောင်မြောက်ထူးချွန်စသဖြင့်အလဲကျသုံးနိုင်အောင်လေ့ကျင့်ပါစကားပုံများကိုသဘောပေါက်အောင်လေ့လာပါဥပမာအရှိန်သည်ချွေပမာကြိုတင်ပြင်ဆင်ခြင်းသည်အောင်မြင်ခြင်းရဲ့အရှိခံဖြစ်သည်စသဖြင့်စကားပြောရတွင်ထည့်သွင်းနိုင်ပါတယ်နံပါတ်6လူအများရှိစကားပြောရင်ကြောက်ရွံ့မှုကိုဖြိုခွဲပါအသေးစားအစည်းအဝေးများမှစတင်ပါမိသားစုတငယ်ချင်းများရှိတွင်စတင်ပြောဆိုပါစကားမပြောမီနှက်ဆိုင်စွာအသက်ရှူခြင်းဖြင့်စိတ်ဖိစီးမှုကိုချော့ချနိုင်ပါတယ်နံပါတ်9စကားပြောတဲ့အခါရှင်းလင်းတိကျမှုရှိစေရန်အဓိကအချက်ကိုဦးစားပေးပါရှင်းလင်းတဲ့အကြောင်းအရာများကိုပြောမယ်ဆိုရင်ဏိဒန်းကအဓိကအချက်ဏိကုံးကစနစ်တကျဖွဲ့ပါနံပါတ်10စကားပြောရမှာဟာသညံထည့်သွင်းခြင်းတင့်တော်တဲ့ဟာသမျိုးကိုရွေးချယ်ပါဥပမာကိုတွေ့ဖြစ်ပျက်လေးများကိုထည့်ပါအချိန်ကိုက်သုံးပါစကားအဆက်အဖြတ်မှာတဘာဝကြကြဟာသထည့်နိုင်ရင်ပုံမိုဆက်သွယ်ရလွယ်ကူပါတယ်နံပါတ်9စကားပြောရင်စိတ်ခံစားမှုထည့်သွင်းပါရှားသူရဲ့ခံစားချက်ကိုနားလည်ပါသူတစ်ပါးရဲ့စကားကိုနားထောင်ရမှာဒါနဲ့ပတ်သက်ပြီးဘယ်လိုခံစားရလဲဟုမေးမြန်းကစာနာမှုပြပါကိုယ်ပိုင်အမြင်များကိုငါနဲ့စတင်မှာငါထင်တာကငါအမြင်မှာတော့ဟုပြောခြင်းဖြင့်တိုက်ရိုက်မဟုတ်ပဲယဉ်ကျေးစွာအကြံပြုနိုင်ပါတယ်နံပါတ်10အုပ်စုလိုက်ဆွေးနွေးတာတွေမှာထိထိရောက်ပါဝင်ပါအခြားသူများကိုပါဝင်ခွင့်ပေးပါခမားအမြင်ကိုလည်းသိကျင်ပါတယ်ဟုဖိတ်ခေါ်ပါသဘောထားကွဲလွဲမှုကိုခွင့်အလန်းဖြင့်မြင်ပါဒီအမြင်တစ်ခုလုံးရဲ့အကျိုးကျေးဇူးတွေကဘာတွေဖြစ်မလဲဟုပြန်ဆွေးနွေးပါစကားပြောစွမ်းရည်ဆိုတာအမှုပညာတစ်ခုဖြစ်ပြီးလေ့ကျင့်မှုတိုင်းကတင့်ကိုပုံမတောက်ပစေပါတယ်ဒီစကားစုလေးတွေကဘဝအနေနဲ့ဆက်ဆံရေးကိုယ်ရည်ကိုယ်သွေးတိုးတက်ဖို့အထောက်အကူဖြစ်စေမယ်လို့မျှော်လင့်ပါတယ်